ငလင်းလောက်ခက်ချင်းရွှေတွေကိုရရောက်ခိုင်းလို့ဝန်ထမ်းတွေတက်ဆုံးပါခဲ့တဲ့တင်းရွှေစင်ရနာရွှေဆိုင်ပရိသတ်ကြီးပစ္စည်းသင်္ကာရလူသင်္ကာရဆိုပေမဲ့လည်းပစ္စည်းထဲလူတယောက်ရဲ့အသက်ကပိုရေးကြီးပါတယ်နော်နေပြီးတော့ပြည်မနာကတင်းရွှေစင်ရနာဆိုင်ခွဲဟာငလင်းလောက်ခက်နေစဉ်ဝန်ထမ်းတွေဘေးလို့ရထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့ပိုင်ရှင်ရဲ့စိတ်ခိုင်မှုကြောင့်ရွှေတွေကိုထပ်မံယူဆောင်ကြကငလင်းတကြောလောက်ခက်တဲ့ချိန်နဲ့တွားတိုးပြီးတော့ဝန်ထမ်းတွေတယောက်မှကျန်တက်ဆုံးပါသွားခဲ့ရတာဖြစ်ပါတယ်တင်းရွှေစင်ဆိုင်ဝန်ထမ်းတွေထဲမှာကိုဝင်းဆောင်တဲ့တူပါဝင်ခဲ့ပြီးဝန်ထမ်းစုစုပေါင်းရောက်20ကျော်တယ်လို့ဆိုပါတယ်ရွှေဆိုင်ပိုင်ရှင်မက်တင်ကတော့ကွယ်လွန်သွားတဲ့ဝန်ထမ်းမိသားစုတွေကိုအကြောင်းတစုံတရာမမေးဘဲနဲ့အခုဒီနိုင်ငံသားမှနေတော့မှမက်တင်ကငလင်းမလုံးမီနိုင်ငံသားခီးစင်နဲ့ရောက်နေခဲ့ပြီးတော့ဆိုင်မှမရှိဘူးလို့ဆိုပါတယ်ဒီလိုလူမဆန်နဲ့ခိုင်းစေမှုကြောင့်တပ်ပေါင်းများစွာဆုံးပါသွားတာဟာတကယ့်ကိုစိတ်မကောင်းဖြစ်ရပါတယ်နော်ဝန်ထမ်းတွေကတယောက်ဟာရွှေတွေကိုအပြင်ကယူဆောင်ပေးနေပြီးတော့ကားပေါ်ကုံပို့ပြီးမှအခြားသောဝန်ထမ်းတွေကိုပြိုကျနေတဲ့တိုက်ထဲကူဖို့လုပ်မှာပဲငလင်းတကြော်ထဲမှာပါသွားခဲ့တာလို့ဒေသခံတချို့ကပြောပါတယ်ဒီတော့ပြည်သက်ကြီးငလင်းလောက်ခက်တော့လောဘတတဲ့တင်းရွှေစင်ရနာဆိုင်ပေါ်မှာမှတ်ချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်